CYA Professional Learning Center ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်တော့ညင်းက background ဖြတ်နည်းကိုတစ်ချက်ပြောပြပေးမယ်ဒီမှာဆိုရင် Google ကို clone နဲ့ဝင်ပေါ့နော်ဒီမှာဆိုရင် clone ဆိုတဲ့ဟာလေးရှိတယ်နော်အဲဆိုရင်ညင်းဒီမှာကြည့်လိုက်ဒါဆိုရင် clone ဆိုတဲ့ဟာလေးကိုပေါ်သွားပြီနော် sorry ဖုန်းတိုင်းမှာတော့ပါတယ်သိလားအဲ့ဟာလေးကိုတစ်ချက်လေးစူးစမ်းပြီးတော့ရှာကြည့်ပါokay အဲ့ဆိုရင် clone မပါဘူးဆိုရင်လည်း install လုပ်ပေါ့နော်အဲ့လေးလုပ်ကြည့်ပါတကယ်ကများသောအားဖြင့်တော့ Google ထဲမှာအဲ့ဒီဖုန်းတိုင်းမှာတော့ပါတယ်ပေါ့နော်အဲ့ဟာလေးကိုရှာလိုက်ရှာပြီးတဲ့ခါကျတော့ညင်ကဒါကကျတော့ခုနအရင်ကတော့တုံထားတဲ့ဟာတွေမလို့နော်အဓိကညင်ကဘာကိုပြောချင်လဲဆိုတော့ background ကိုဖြတ်ချင်တာbackground ကိုဖြတ်ချင်တာဆိုတော့ remove bg ဆိုတာလေးကိုနှိပ်ပေးအဲ့ဆိုရင်ညင်တို့ဘာမှမလုပ်ရသေးဆို remove ဒီမှာဆိုညင်ရိုက်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့အရင်တော့လည်းသုံးပြီးသားဖြစ်တဲ့ကြောင့်ဒီမှာပေါ်လာ remove ဒီလိုလေးကိုစာသားလေးရေးပါ remove bg ဆိုတာကညင်တို့ background ဖြတ်ရမယ်အခုဒီသင်တန်းကိုတက်ပြီးသွားပြီဆိုလူများတွေရဲ့အကူအညီကိုယူစရာမလိုတော့ဘူးယူစရာမလိုအောင်လည်းညင်အသေးစိတ်ကလေးတယောက်လိုတင်တယ်လို့ဘေးရည်လာတင်တယ်လို့ပုံစံမျိုးနဲ့ပြောပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒုစာကိုစူးစမ်းပြီးတော့နည်းနည်းလေးကိုယ့်ရဲ့ကန်ရောညံရောညံဆိုတာထက် sorry ကန်ဆိုတာထက်ညံပေါ့ညံလေးကိုနည်းနည်းလေးအားစိုက်ပြီးတော့သုံးစေခြင်းနဲ့တကယ်မရှင်းဘူးမနာမလည်ဘူးဆိုမှညင်းကိုပြန်မေးပေးပါဒါမှလည်းညင်းတို့အခုတင်ပေးတဲ့သူတွေကပြောရမယ်ဆိုကိုယ်တိုင်ကိုဥဆောင်ရမယ့်သူတွေပါလားဆိုတော့ကိုယ်တိုင်ပြန်ပြီးတော့မှတ်ယူစေခြင်းနဲ့ပေါ့နော်ဘာဖြစ်လို့ entrepreneurship လို့ရေးထားတဲ့သူတွေတော်တော်များများကကြလုံးဝ leadership သမားတွေဖြစ်တဲ့ leadership ကဥဆောင်ဥရွက်ပြုတယ်နောက်ကျတော့စွန့်ဦးတီထွန်တယ်အဲ့လိုလူမျိုးတွေကပြောရမယ်ဆိုရင်ကိုကဒီနီလန်းကိုသိပြီးဆိုရင်မရရအောင်လုပ်ရမယ်စိတ်သက်တည်အများကြီးရှိရမယ်ပေါ့နော်အဲကြောင့်မင်းက passion ရှိတဲ့သူတွေဒါလို့ပြောတဲ့အတွက်ကြောင့်မလို့ okay အဲ့ဆိုရင်ဒါစကားတွေမပြောတော့ဘူးဒါလေးကိုတစ်ချက်နှိပ်မယ် okay အဲ့ဆိုရင်ညီတို့ဒီမှာ upload ဒီမှာဆိုရင်ဒီမှာ upload image ဆိုတာလေးကိုရှိပါမယ်နော်ဒီမှာ upload image ဆိုတာလေးရှိမယ်အဲ့ဟာလေးကိုတေချာလေးနှိပ်ပေးပါနှိပ်လိုက်ပြီဆိုရင်ညီတို့ကုန် create လုပ်ချင်တဲ့ဟာတွေပေါ်လာလိမ့်မယ်ပေါ့ကိုပြောရမယ်ဆိုတော့ညီတို့ဖုန်းထဲမှာရှိတဲ့ဟာတွေပေါ်လာမယ်အဲဒါဆိုညီကဒီ view ဒီပုံလေးကိုဒီselect လုပ်လိုက်မယ် select လုပ်ပြီးတော့ done လုပ်လိုက်မယ်အဲ့ဒါဆိုရင်သူက remove background လေးဖြတ်ပြီးသားဖြစ်သွားပါမယ်အဲ့ဆိုရင်ခဏစောင့်လိုက်မယ်အဲ့ဆိုရင် remove background လေးဖြစ်သွားပြီ okay အဲ့ဆိုရင်ညီက remove background ဖြစ်သွားပြီဆိုတော့ဘယ်ပုံလုံးရသွားပြီအဲ့ဒါကိုစေတော့မယ်ဆိုရင်ဘယ်လိုပုံစံမျိုးနဲ့စေမလဲဆိုတော့ဒီမှာ download ဆိုတာလေးရှိတယ်အဲ့ download လေးကိုတစ်ချက်နှိပ်ပြီးတော့နောက်ထပ်ဘာလုပ်ရမလဲဆိုတော့ဒီမှာ free ဆိုတဲ့ဟာလေးကိုတစ်ချက်ပြန်ပြီးတော့နှိပ်လိုက်ပါမယ်အဲ့ဒါဆိုရင်ဒီမှာ download file ဖြစ်သွားပြီ okay အဲ့ဆိုရင်နောက်ထပ်ပုံလေးကိုလည်းထပ်ပြီးတော့မှတ်မိသွားအောင်ပြန်ပြီးတော့ select ဒီမှာဆိုရင် download လုပ်ပြီးသားဖြစ်သွားပြီ okay အဲ့ဆိုရင်ငင်းအနေနဲ့ဒီထဲမှာစာတွေပဲရှိနေတယ်တခြားဟာတွေကမရှိဘူးဆိုရင် okay နောက်ထပ်ဒီမှာ browser ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပထမဆုံးကကြာငင်းတို့ပုံနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာအလွယ်တကူရှာလို့ရတဲ့ဟာလေးဆိုရင်ကိုကအဲ့လိုပုံစံမျိုးနဲ့ select လုပ်လို့ရတယ်လို့ကိုကနောက်ထပ်ကို Ferrari နဲ့စောက်ထားတဲ့ဟာပေါ့နော်အဲ့လိုပုံစံမျိုးမှာကိုလုံးချင်တယ်ဆိုရင်လည်းရတယ် okay ဒီထဲမှာဆိုရင်တော့ညင်ကဘာကိုသွားပြီးတော့ download လုပ်ချင်တယ်ဆိုတော့ဒီမှာညင် download ဆွဲထားတဲ့ပုံတွေအများကြီးရှိတဲ့ထဲဆိုရင်ဒီပုံလေးကိုညင်ကbackground ဖြတ်မယ်ပေါ့နော်ဒါဆိုရင်မစိုးဘူးလှတယ်ကိုကြိုက်တဲ့ဟာပေါ့နော် background ဖြတ်ချင်တဲ့ပုံလေးကို select ရွေးလိုက်တယ်okay ဒါလေးဆိုရင်ညင်က background ဖြတ်ပြီးသားဖြစ်သွားပြီဒါဆိုရင်စေးလိုက်မယ်ဒါဆို okay ပြီးသွားပြီเนาะအဲ့ဒါဆိုတော့ညင်တို့နောက်ထပ်တစ်ခုလေးကိုထပ်ပြောချင်တယ်ညင်တို့ logo ကို background ဖြတ်မယ်ပေါ့เนาะအဲ့ကြတော့လေဒီမှာအပေါင်းလက္ခဏာလေးကိုတစ်ချက်နှိပ်ပြီးတော့ညင်တို့ browser ထဲပဲဝင်ပြီးတော့ခါကြညင်တို့ဒီထဲမှာမဟုတ်တော့ဒီထဲမှာမဟုတ်တော့ဘဲနဲ့ဘယ်ထဲရလဲဆိုတော့ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะဒီ3ခုဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီ3ခုဆိုတာလေးကိုတစ်ချက်နှိပ်လိုက်တဲ့အခါမှာဒီမှာကညင်တို့ image ဆိုတာလေးရှိမယ်အဲ့ image လေးကိုတစ်ချက်နှိပ်ပြီးတဲ့အခါမှာကိုကဘယ်ထဲမှာသွားတင်ထားလဲဆိုတော့ okay income တဲ့ဒုစာမှာလောက်ထားတယ်ဆိုတော့ဒီမှာရှိတဲ့logo လေးပေါ့ဒါဆိုရင်ညင်က logo ကိုဒီပြောမယ်ဆိုရင်ပြန်ပြီးတော့မဖြစ်ရသေး background မချင်းရသေးရရှိရပေါ့ဒါ background မချင်းရသေးဘူးဒါလည်း background မဖြုတ်ရသေးပေါ့နော်ဒီကတော့ background ဖြုတ်ပြီးသားဟာပေါ့အဲ့ဆိုရင် background မဖြုတ်ရသေးတဲ့ဟာလေးကိုတစ်ချက်တူတူပဲနော်လုံးပုံလုံးလေးတူတူပဲလွယ်တယ်ဒါဆိုရင်တော့သူ background ကဖြတ်ပြီးသားဖြစ်သွားလိမ့်မယ်ဒါဆိုရင် background ဖြတ်ပြီးသားအဲ့ဒါတွေကိုစေ့မယ်ဆိုရင် okay စေ့ဆိုပြီးတော့လှုပ်လိုက်အဲ့ဒါဆိုရင်ညင်တို့ဘယ်ပုံပဲလာညင်တို့ဒီ logo တွေကိုအကုန်ဖြတ်ပြီးသားဖြစ်သွားလိမ့်မယ်ဒါဆိုရင်တော်တော်လေးလွယ်သွားပြီလွယ်ပြီးတော့လည်းအဆင်ပြေသွားပြီ okay ဟုတ်ပြီအဲ့ဒါဆိုတော့ညင်နောက်ထပ်ဘာလေးကိုထပ်ပြီးတော့ပြောချင်လဲဆိုတော့အဲ့ဒီ background ဖြတ်ပြီးသားဟာကိုကိုယ့်ရဲ့ insert ထဲမှာထည့်ခြင်းထဲဒါမှမဟုတ်ရင်ကိုယ့်ရဲ့ canvas ထဲမှာသွားပြီးတော့ထည့်ခြင်းနဲ့ဆိုရင်
okay တန် canvas ထဲမှာပြန်ပြီးတော့ဝင်လိုက်မယ်ဝင်ပြီးတဲ့ခါကျတော့ခုနကတော့ကနင်တို့ပြန်ပြီးတော့ပြောထားတဲ့အပိုင်းလေးတွေရှိတယ် background ဖြတ်ပြီးသားဟာကိုက logo လေးပြန်ထည့်ခြင်းနဲ့ဆိုရင်ခဏလေး okay ဒီမှာဆိုရင်နင်တို့ဒီမှာပေါ့နော်ပြောရရင်ဒီမှာ plus လေးကိုနှိပ်ပြီးတော့ကိုက video create လုပ်ပါလားအဲ့ဟာလေးတွေကတော့ logo လေးတွေချိန်လို့ရပါတော့ဥမာငိမ့်ဒီထက်ကဘာကိုထပ်ပြောပြခြင်းလဲဆိုတော့ဥမာဒါလေးကိုတစ်ချက်နှိပ်လိုက် CO လေးနှိပ်တိုက်ကိုကအဲ့အောင်မှာ logo လေးထည့်ခြင်းနဲ့ပေါ့နော်ထည့်ခြင်းနဲ့စိတ်လေးရှိလာပြီဆိုရင်ဒါလေးကိုခုနက logo မထည့်လိုက်ရဘူးလေနော်အဲ့မှာ logo လေးမထည့်ရဘူးဆိုဒါလေးကိုနှိပ်လိုက်ပြီးတော့ဒါကတော့ညတို့ဗီဒီယိုကြီးကိုလောက်ထားဆိုတော့နည်းနည်းလေးတော့ကြာမယ်โอเคဒါမဲ့ကိစ္စတော့မရှိပါဘူးဒါလေးကိုဆက်လက်မှတ်ပြီးတော့ခဏလေး line လေးမကောင်းဖြစ်နေโอเคအဲ့ဆိုရင်ညတို့ upload ဆိုတာလေးကိုနှိပ်ပြီးတော့ဒီမှာကခုနကဟိုပါလေ logo ကမဖြတ်ရသေးဘူးလေဒီမှာ upload file လေးကိုနှိပ်ပြီးတော့ device ထဲကရွေးပြီးတော့အလွယ်တကူဒီထက်ကမဟုတ်ဘူးဆိုရင်ခုန RECENT ဆိုတဲ့အဓိပ္ပာယ်ကကြတော့RECENT ဆိုတဲ့အဓိပ္ပာယ်ကကြတော့ဘာလို့ဆိုလိုချင်တာလဲဆိုတော့အခုလက်တလောပေါ့နော်လောက်ထားတဲ့ပုံလေးဆိုတာရှာရလွယ်တယ်ပေါ့နော်ဒါဆိုရင်ဒီမှာညင်းတို့ logo ဟာလေးလဲတက်လိုက်ဒီမှာဆိုဒါ logo ဖြတ်ပြီးသားဟာလေးနောက်တစ်ခုကကျ add လုပ်ပဲနှိပ်ပြီးတော့ device ထဲကရွေးမယ်ဒါလေးဆိုငင်းအနေနဲ့ဘာလို့လုပ်ချင်လဲဆိုတော့ဒီပုံလေးကိုထည့်ချင်တယ်ဟုတ်တယ်နော်ဒီပုံလေးကိုထည့်ခြင်းနဲ့ဆိုထည့်ထားလိုက်ရတယ်ကိစ္စမရှိဘူးနောက်ထပ် upload လေးကိုပြန်နှိပ်ပြီးတဲ့ခါကျတော့ကိုက device ထဲကိုနှိပ်2ခါ3ခါလောက်ရှိအောင်မှတ်မိသွားအောင်ညထည့်ပေးထားလိုက်တာနော်โอเคဒါဆိုရင်ဒီလိုပုံစံမျိုးဖြစ်မယ်โอเคအဲ့ဒါဆိုရင်ညကဒါကိုဒီထည့်ကျင်တာကဒါလေးထည့်ကျင်တယ်အဲ့ဆိုရင်ဒီမှာဒါလေးညကဒီမှာပြောတဲ့ပုံစံလေးပေါ့နော်ဒီမှာဒီလိုလေးပြောလိုက်နော်အဲ့အားလေးရယ်နောက်တစ်ခုကနေခဏလေးနောက်ထပ်တစ်ခုထပ်ထည့်ခြင်းသေးတယ်တော့ပါလဲဆိုတော့ဒီပုံလေးရယ်ပြောမယ်ဆိုတော့ညတို့ business သမားရေးတာမကဘူးပေါ့နော်အဲ့အောင်ဆိုလိုချင်တာခဏလေးsorry ဒါဆိုရင်ညတို့ကဘာကိုဆိုလိုချင်တာလဲဆိုတော့ business ဆိုရင်ဒီဟာလေးကိုညတို့အနေနဲ့နည်းနည်းလေးခြုံလိုက်မယ်ပေါ့နော်ဒီဥစ္စာလေးနည်းနည်းခြုံလိုက်မယ်ဒီလိုလေးနည်းနည်းလေးရှည်လိုက်ပေါ့နော်အရက်လေးနည်းနည်းရှည်ဒါလေးကလည်းဒီလိုပုံစံမျိုးလေးပြောမယ်ဆိုရင်တော့လူစုံတက်စုံပေါ့နော်ဒီမှာဆိုရင်ဒီလိုလေးရှိမယ်ဒါလေးကနည်းနည်းလေးအပေါ်လေးတက်လိုက်မယ်โอเคဒါရနည်းနည်းကြီးနေ site ကဒီလောက်ဆိုအဆင်ပြေတယ်အဲ့ဒါပြီးတော့ညီရဲ့ logo လေးကဒီထုံးစံတိုင်းပဲဒါလေးကိုနည်းနည်းလေးအပေါ်လေးတင်လိုက်ပေါ့နော်ဒီမှာဆိုရင် join as ဆိုတာလေးကဒါ together ဒီမှာဒါက join as ဆိုဒီလိုလေးဒီမှာက logo လေးကဒီပေါ်ဒါကကြတော့ဒီလိုလေး okay အဲ့ဆိုရင်တစ်ချက်ကြည့်လိုက်မယ်နော်ဒါဆိုရင်ညီတို့ create လုပ်ထားဟာဒါဆိုရင်ညီတို့ဒီ background ဖြတ်ပြီးသားဟာကိုဒီမှာသွားပြီးတော့လုပ်တဲ့ဥစ္စာလေးနော်အဲ့ဆိုရင်ပို့ပြီးတော့အဆင်ပြေသွားမယ်ထင်ပါတယ်โอเคဒါကိုကအဲ့လိုပုံစံမျိုးပါနည်းနည်း site ကြီးတာတွေသဘောကျရဆိုကြီးလိုက်ရရနော်ဒါဆိုနည်းနည်း site ကြီးတဲ့ပုံစံဒါဆိုရင်နည်းနည်းလေး site ကဒီလိုနှစ်ခုကမတိမ်မရင်းလေးလောက်ထားမှအဆင်ပြေအောင်โอเคအဲ့ဆိုနောက်ဒီလိုလေးကိုပြန်ကြည့်လိုက်မယ်โอเคဒါဆိုရင်โอเคအဆင်ပြေသွားပါပြီเนาะအဲ့ဆိုတော့ညီတို့ဒီဗီဒီယိုလေးကတော့ပြောရမယ်ဆို background ကိုဖြတ်ပြီးတော့ကိုဘယ်လိုဒါဆိုရင်ဗီဒီယိုထဲမှာထည့်တဲ့အသုံးပြုတဲ့ပုံလေးကို background မှာဒီလိုပုံစံမျိုးနဲ့လည်းထည့်လို့ရတယ်ညီတို့ခုနပြောတဲ့ကိုယ့်ရဲ့ page ဒီပုံတင်တဲ့ခါမှာလည်းဒီ background ဖြတ်ပြီးတော့လည်းလုပ်လို့ရတာပဲဖြစ်ပါတယ်เนาะနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်